Hello hello စနီတီတီဘလော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ရုံးမှာရွှေတောင်ခောက်ဆွဲကျွေးတဲ့နေ့ပေါ့နော်ဒီတို့ရဲ့ဆရာ DMD ရဲ့မွေးနေ့အထိမ်းအမှတ်အနေနဲ့ကျွေးရပါတော့ရွှေတောင်ခောက်ဆွဲပါစကောက်နဲ့မစားခင်တော့အရင်ဆုံး plating လေးစီစဉ်ရပါတော့အဲ့လိုမျိုးလေးကြနာလေးတုပ်ပြီးစားတော့ပို့ပြီးတော့အရသာရှိတယ်ရှင်နွေးလေးနဲ့ချင်းငါဆက်ကလေးတုပ်ပြီးတော့နေစားတာပေါ့။ Okay စားပါပြီ။စားကြပါဦး။မနက်ကလေးကစားမလို့အောင်မစားပြပဲနဲ့နေ့လေကြာမှနေ့လေစားအနေနဲ့စားလိုက်တာပေါ့နော်။ရှင်နွေးချမ်းလေးနဲ့ပူလေးနဲ့စားတော့ပိုစားကောင်းတယ်။စားလိုက်ဗီဒီယိုရိုက်လိုက်နေဆိုတယောက်တည်းကိုလုပ်ပြီးရှုပ်ရပဲ။ခုလိုအများကြီးစားရလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်လည်းအများကြီးကျွေးနိုင်ကြပါစေဆုလည်းတောင်းပေးပါတယ်ရင်နွေးပူပူလေးနဲ့ကတော့ထိမိနေရောရှင်နေမပိုင်တော့တမင်စားလို့ကောင်းရှင်းအင်းနဲ့ဆိုမလိုက်ရင်နွေးလေးနဲ့မှလိုက်ဖတ်တာစားတော့ခုနေဒီနေ့နဲ့စားပါတယ်အလူရှင်တွေဒါနမြအောင်ဝါဒီအများကြီးဆွဲတယ်ရှင့်မသိရင်တော့မန်ကြည့်စားနေတယ်လို့ပဲဒီရွှေတောင်ခောက်ဆွဲမှာရွှေတောင်ခောက်ဆွဲလေးမှာခောက်ဆွဲရဲ့ဂေါ်ပီရဲ့ပဲမှုတ်ရဲ့စတီးကြော်ရဲ့ပြောအုံးစီချက်ရဲ့ကြက်တော်ရဲ့ပြီးတော့အကျွတ်ကြော်ရဲ့အားလေးတွေပါဝင်နေပြီးတော့ကိုကစတီးကြိုက်တဲ့သူဆိုစတီးများလေးထည့်စားတဲ့ခါကျတော့ပို့ပြီးတော့ဆက်ကလေးနဲ့ပို့စားကောင်းတယ်ပေါ့နော်အရေးပြစ်ကြီးတော့အရေးနဲ့တိတ်အရေးဆက်ကလေးနဲ့တိတ်မကြိုက်တော့ခုလိုအတော့ပုံစံလေးစားရတာပို့ပြီးတော့သဘောကျပြီးတော့ပဲမှုတ်တော့ထဲမနေထားဘူးပဲမှုတ်မကြိုက်လို့ဆိုပြီးအရန်ကြီးညာဟိုကရှောင်းပြီးတော့ရှောင်းနဲ့ဒါတော့ဒီနေ့ကတော့စားတဲ့ဘလော့လေးအမှတ်တရအနေနဲ့ရိုက်လိုက်တာပါကြည့်ပြီးရတဲ့အလုံးကျေးဇူးတင်ပါတယ်တတာ